ခေါင်းဆောင်လုပ်ပြီးအာနာပြကျင်နေတဲ့ Husky ခွေးကြီးဟာအားလုံးရဲ့ရှေ့တင်မှာပဲခွေးဝါလေးရဲ့ညစာကိုအရှက်မရှိလူစားလိုက်ပါတယ်ခွေးသေးလေးဟာဒေါသထွက်သွားပေမဲ့ပြန်ချဖို့ကြောက်နေခဲ့ပါတယ်ဒီမြင်ကွင်းတစ်ခုလုံးကိုမြင်တွေ့လိုက်ရတဲ့ခွေးကြီးဘက်ကတော့ဘာတခုမှမပြောခဲ့ပါဘူးသူကသူ့ရဲ့အစားအစာပုံကိုခွေးဝါလေးရဲ့ရှေ့တိုးပေးလိုက်ပြီးလှည့်ထွက်သွားခဲ့ပါတယ်ကျန်တဲ့ခွေးအုပ်စုကြီးကတော့ငြိမ်သက်စွာစောင့်ကြည့်နေကြပြီးသူတို့ရဲ့မျက်ဝန်းထဲမှာဘက်အပေါ်တကယ်လေးစားအားကျတဲ့အရေးအယောင်တွေဖြည်းဖြည်းချင်းပြည့်နှက်လာပါတော့တယ်ဒါပေမဲ့ Husky ရဲ့ဗိုလ်ကျစိုးမိုးမှုတွေကဒါနဲ့တင်ရပ်မသွားခဲ့ပါဘူး။သူရေမငတ်တဲ့အချိန်မှာတော့တအုပ်စုလုံးအတွက်ရှိတဲ့တခုတည်းသောရေတွင်းကိုအပိုင်စီးထားပြီးရေတောက်ဖို့အနားကပ်ရတဲ့ဘဲခွေးကိုမဆိုရံမှုဟောက်ဟန်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘက်ကရှေ့ကိုတက်လာပြီးအခြေအနေကိုအေးအေးဆေးဆေးအကဲခတ်ကတစ်ချက်တည်းနဲ့အရှိန်ပြင်းပြင်းခုန်ချလိုက်ပါတယ်။သူ့ရဲ့အရှိန်ကြောင့်ရေခဲပြင်ကြီးဟာအကျယ်ကြီးအကွဲသွားပါတော့တယ်။ခွေးတွေအားလုံးလည်းချက်ချင်းပြေးဝင်လာကြပြီးဘက်ရဲ့ဘေးနားမှာဝိုင်းအောင်ကအတူတူရေတောက်ကြပါတော့တယ်။ Husky ကတော့ဘာမှမတက်နိုင်ပဲဒေါသတကြီးစိုက်ကြည့်ရင်ဘေးတစ်ဖက်မှာပဲရက်နေခဲ့ရပါတယ်။ဒါပေမဲ့ဇလန်းကဒါနဲ့တည်းမပြီးသေးပါဘူး။နောက်ထပ်ခီးစဉ်တစ်လျှောက်လုံးမှာလည်း Husky ဟာဘက်ကိုအင်ရှင်ရှင်းမှာအသုံးမကျတဲ့ကောင်ဖြစ်အောင်ခြေထိုးဖို့အခွင့်အရေးမှန်သမျှချောင်းနေခဲ့ပါတယ်။သူကတော့သူ့ရဲ့လက်ကွက်လေးတွေအတွက်တော်တော်လေးပဝင်ခောက်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဘက်ကပဲအင်ရှင်ရဲ့ယုံကြည်မှုကိုပြန်လည်ရရှိသွားခဲ့ပါတယ်။ပြီးတော့တရက်မှာတော့တခင်မလေးကလမ်းရှင်းရင်ရှေ့ကနေသွားနေတော့ခြေထောက်အောက်ကရေခဲပြင်ကရုတ်တရက်ကျိုးသွားပြီးရေခဲမက်အောက်ရေကန်ထဲကိုပြုတ်ကျသွားပါတော့တယ်။အဲ့ဒီလိုမျက်တောင်တစ်ခက်အတွင်းမှာပဲဘက်ခလူငယ်လေးရဲ့ဘေးကနေလျှက်စီးချောင်းလိုဖြတ်ပြေးသွားပြီးဘာမှတွေးဝေမနေပဲရေခဲရေထဲကိုခုန်ချသွားခဲ့ပါတယ်။မျက်စိမိတ်မောင်နေတဲ့ရေအောက်ထဲမှာသူဟာတခင်မလေးကိုရှာဖွေတွေ့ရှိခဲ့ပြီးသူ့ကြောပေါ်တင်ကရေခဲပြင်ကိုအချိန်ချင်းစောင့်တိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တခင်မလေးကိုရေပေါ်တွန်းတင်ပြီးဘေးကင်းရာကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတော့ဘက်ခအားကုန်လုံးကုန်ခန်းသွားခဲ့ပါပြီ။အေးဆက်လာတဲ့ရေစီးချောင်းကသူ့ကိုလူငယ်လေးရဲ့လက်လက်မမီတဲ့နေရာစီဆွဲခေါ်သွားခဲ့ပါတယ်။လူငယ်လေးဟာဓာတ်နဲ့ရေခဲပြင်ကိုအသေးတန်ထုခွဲရင်းတရောင်စစ်တွေနဲ့ပါရိုက်ချနေခဲ့ပါတယ်။မျက်ရည်တွေကြခါနီဆဲဆဲမှာပဲဘေးနားကနေတယောက်ကသူ့ကိုတစ်သားတုပ်တစ်ချောင်းလှမ်းပေးလိုက်ပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘက်ကသူ့ဘေးနားမှာဘေးကင်းကင်းနဲ့ထိုင်နေတာကိုတွေ့လိုက်ရပါတယ်။လူငယ်လေးဟာဘက်တကူလုံးရေဆူရွှဲနေတာကိုဂရုမစိုက်ပဲသူ့ကိုရင်ခွင်ထဲဆွဲသွင်းပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်။ Husky ကတော့ဒီမြင်ကွင်းအားလုံးကိုမြင်တွေ့ခဲ့ရပြီးသူ့ရင်ထဲကမနာလိုဝန်တုံမှုတွေဟာဘလို့မှဖုံးကွယ်ထားလို့မရတော့ပါဘူး။ညစာစားပြီးတဲ့နောက်ဘက်ကတောယုံတကောင်ကိုလိုက်ဖမ်းတဲ့တခြားခွေးတွေနဲ့အတူလိုက်ပါသွားခဲ့ပါတယ်။သူတို့ယုံကိုအမိဖမ်းနိုင်ခဲ့ပေမဲ့အရေးကြီးတဲ့အချိန်ရောက်တော့ဘက်ကစိတ်ပြော့သွားပြီးယုံလေးကိုဘာမှမလုပ်ပဲလွတ်ပေးလိုက်ပါတယ်။ဒါကိုမြင်လိုက်တဲ့ Husky ကရှေ့ကိုပြေးထွက်လာပြီးယုံကိုချက်ချင်းကိုက်တက်လိုက်ကခေါင်းကိုမော်ပြီးဘက်စီကိုတက်ရှောက်လာပါတယ်။ဒါဟာပြက်ပြက်သားသားစိန်ခေါ်လိုက်တာဖြစ်ပါတယ်။ Husky ကအရင်စတိုက်ခိုက်ခဲ့ပြီးတခါမှတကယ်မချဘူးတဲ့ဘက်ကရက်ဆက်တဲ့တိုက်ခိုက်မှုအောက်မှာမြေပြင်ပေါ်ချက်ချင်းလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ခွေးအုပ်စုကြီးကဒီအတိုင်းကြည့်မနေတော့ပါဘူးသူတို့ဟာအားရပါးရဟောက်ကြပြီးသူတို့မှာရှိသမျှအားရင်တွေနဲ့ဘက်ကိုဝိုင်းပြီးအားပေးကြပါတော့တယ်ဘက်ခါမြေပြင်ပေါ်ကနေဖြည်းဖြည်းချင်းပြန်ထလာပြီးသူ့ရဲ့အရက်အမောင်းအပြည့်နဲ့မမတ်ရက်လိုက်ပါတယ်